တချို့ကဂေါရမမြတ်စွာဘုရားတရားအလုံးကိုသိတယ်လို့ပြောတယ်တဲ့မသိပါဘူးဘာလို့လဲဆိုတန်တရားအစမသိလို့တဲ့မြတ်စွာဘုရားကတန်တရားအစမရှိဘူးလို့ဟောတာတော့မဟုတ်ဘူးတန်တရားအစဟာမသိနိုင်ဘူးလို့ပြောတာနော်မသိနိုင်ဘူးနဲ့မရှိဘူးကတခြားစီပဲအဓိပ္ပာယ်အနမတက္ခဆိုတဲ့အဓိပ္ပာယ်ကအမတ္တအခ အစကိုမသိနိုင်ဘူးလို့ပြောတယ်နောက်တနည်းကအနုအမတ္တအကအနုနောက်ကျောင်းပြန်ပြီးတော့ရှောက်ပြီးရှာလို့ရှိရင်အကအစကိုအမတ္တမသိနိုင်ဘူးလို့ဒီလိုပြောတာပြန်ပြီးတော့လှည့်ပြန်လို့ရှိရင်အစကိုရှာလို့ရမှာမဟုတ်ဘူးလို့ဘာဖြစ်လို့တော့သိရှည်လို့ကဲဘုန်းကြီးတို့တွေပဲကိုယ့်အကိုရှားကြည့်ပါလားကိုမျိုးရိုးလေးတစ်ခုပဲကိုယ့်အကိုရှားကြည့်ကိုအမေပဲရှားကြည့်ပါဦးအမေပြီးရင်အမေကိုရှားအမေပြီးရင်အဲ့ဒီအမေကိုရှားအဲ့ဒီအမေတွေရှားနေကြည့်ဘယ်တော့ဆုံးမလို့မဆုံးဘူးအမေတိုင်းဟာအမေရှိခဲ့တာကြည့်ပဲအကုန်လုံးမဆုံးနိုင်ဥပမာမှာမြတ်စွာဘုရားအနာပတ္တကတန်ရုပ်တစ်ခုမှာဥပမာလေးပေးထားရှိတယ်ဟောဒီကဘာမြေကြီးကမြေသားတွေကိုယူပြီးတော့ဇီးသီးလောက်အလုံးကလေးတွေလုံးနော်ဇီးသီးဆိုဗမာဒီရိုးဇီးသီးဖြစ်မယ်ရိုးရဇီးသီးအကြီးကြီးတွေပြောတာမဟုတ်ဇီးသီးအလုံးလေးတွေလုံးပြီးလို့ရှိရင်တဲ့ဒါကအမေဒါကအမေဒါကအမေရဲ့အမေအဲ့ဒီလိုချပြီးတော့သွားရင်ကဘာမြေကြီးကိုလုံးထားတဲ့ဇီးသီးလုံးလေးတွေဒါကုံသွားမယ်စရင်မကုံသေးဘူးလို့ပြောတာအနပ္ပတ္တကဆိုအဲ့ဒီအဓိပ္ပာယ်ကိုပြောတာအဲ့တော့တန်တရားအစမရှိတာကိုမရှိမှန်းသိတာဟာသိတာပေါ့ဒါမြတ်စွာဘုရားကအကျိုးမရှိတဲ့အလုပ်ကိုဘယ်တော့မှမလုပ်ဘူးအကျိုးမရှိတဲ့အလုပ်ကိုမလုပ်ဘူးဒါကြောင့်မို့လို့မလုကြဗုဒ္ဓယဟန်ကိုပြောတယ်ဒါတွေလိုက်နေလို့လောဘကင်းမှုဒေါသကင်းမှုမောဟကင်းမှုမဖြစ်နိုင်ဘူးတဲ့အရေးကြီးဆုံးကကိုယ်တဏ္ဍာမှာလောင်းနေတဲ့မီးငိမ့်မှုကအရေးကြီးတာတဲ့ကိုယ်ရင်ဝစူးနေတဲ့မြားနှုတ်ဖို့ကအရေးကြီးတယ်အဲ့ဒါတွေလိုက်ပြီးအငင်းပွားနေဖို့ကအရေးမကြီးဘူးတဲ့အဲ့တော့အငင်းပွားမှုဆိုတာမလုပ်အပ်တဲ့အလုပ်တစ်ခုပဲနော်ဟိုဟာရှိတယ်ဒါရှိတယ်ဟိုဟာမရှိဘူးဒါမရှိဘူးဒါတွေညင်းနေမဲ့အစားကိုလှုပ်တဲ့နာပါတော့ဆိုကိုယ်တဏ္ဍာမှာလောဘရှိသလားလောဘမရှိဘူးလားအဲ့ဒါပဲစစ်ဆေးတဲ့အဲ့ဒါမစစ်သေးသေးပဲနဲ့ history ကအကြောင်းအရာတွေကြည့်ပြီးတော့ဘယ်သူရှိခဲ့တယ်ဘယ်သူမရှိခဲ့ဘူးညင်းနေတာအငင်းပဲဖြစ်မှာပဲဘာမှလည်းတန်ဖိုးလည်းရှိမှာမဟုတ်ဘူး